ကဘာကြီးပြောင်းလဲပြီးလူတိုင်းသူတို့နောက်ဆုံးစားခဲ့တဲ့တရိษံအဖြစ်ပြောင်းသွားကြတယ်။မဲသားခောက်ဆွဲစားပြီးရှေးဟောင်းတကားမဲကြီးအဖြစ်ပြောင်းလဲသွားကြသူတချို့ရှိတယ်။ခြားသူတွေကကြက်ကြော်စားရင်မီးထဲကပြန်ထွက်လာတဲ့ဖီးနင်းငက်ဖြစ်သွားကြတယ်။ကျွန်တော်အတွက်တော့ပြီးခဲ့တဲ့ဘဝကရွှေရောင်ထမင်းပေါင်းစားမိရာကနေအတုံးမကျတဲ့တချင်းဆိုကောက်ခုံရက်စွမ်းရည်ပဲရလိုက်တယ်။တားရဲတွေထူပြောပြီးအားကြီးရနိုင်တဲ့ရှိုးမင်းဆက်နောက်ဆုံးခင်မှာကျွန်တော်တိတ်မနေလိုက်ရပဲအသက်ဆုံးရှုံးခဲ့ရတယ်။မေးမကြရောက်ခင်လေးမှာကျွန်တော်ပြန်လည်မွေးဖွားလာခဲ့ပြီးဒါမဲ့ကဘာပြက်ကက်ရဲ့အမှန်တရားအားလုံးကိုသိထားတော့အစင်တိုင်းကိုဂယုတစိုက်စီစဉ်နေပြီးဒီပြောင်းလဲသွားတဲ့ကဘာမှာအမြင့်ဆုံးပလင်ကိုသိမ့်ပိုက်ဖို့ချိန်ဆလိုက်တယ်။ကျွန်တော်ပထမဆုံးပြစ်မှတ်ကဈေးကွက်ပါသူကအလွန်ကောင်းတဲ့ညအမြင်အာယုံနဲ့တခြားတတဝါတွေထက်ပိုထက်မြက်တဲ့အကြားအာယုံနဲ့မွေးလာတာပါဈေးကွက်စွမ်းရည်ကိုသာရရင်ညဘက်အနေရကိုဂယုစိုက်စရာမလိုတော့ပဲဒီကဘာပြက်ကတ်မှာအမှောင်ထုရဲ့ဘယင်ဖြစ်လာမယ်ဒုတိယအချက်ကလျှက်စစ်ငါရှင်ပါသူကဘိုးအား800ကျော်တဲ့လျှက်စစ်တက်ကိုထုတ်လွှတ်နိုင်တယ်အရင်ဘဝကအစွမ်းထက်တဲ့သူတွေဟာလျှက်စစ်ငါရှင်စွမ်းအားနဲ့ Bloodstone စုံကိုစမိုးထားတော့ဘယ်သူမှမထိရဲကြဘူးအဲ့ဒါဆုံးဖြတ်ပြီးတာနဲ့နတ်ဖျားတတဝါတွေကို online မှာရှာတော့တယ်တာမန်လိုပရွက်စိတ်တကောင်ကကျွန်တော်အာယုံကိုချက်ချင်းဖန်ဆားသွားတယ်